လူကြီးကလေဘဝတရားဘဝတရားဟေးလူရမဆဲမဆဲအဲ့တော့ဒါကလူရှင်တော်ရဲ့ခေတ္တခဏမိတ်ဆက်ပေးပြရစီရှင်အဲ့ဒါပြီးငင်းရဆက်ကပါမယ်အတန်လေးလည်းထွက်လာပါပြီအဲ့ဒါရွှန်းတန်ရဲ့နှလုံးသားတနေရာမှာအပြုံးများဝေစားနေတဲ့ကိုပြုံးဝိုင်းလားရှင်ဟာကလေးမလူတွေပဲအရင်ခေါ်တာယွန်းရှင်ချစ်ရလားကိုရဲ့မျက်လုံးပေါက်လဲပါပဲနဲ့ဟမ်ဖေမတော့မျက်လုံးဒါမျက်လုံးကြီးလေဟာမျက်လုံးကြီးဟာအေးမျက်လုံးဟုတ်ပါလားမျက်လုံးတကယ်ပြောတာချစ်ဖို့လားချစ်ဖို့ဘာတော့ဗဇက်ကပြောရပါတယ်လက်ကြီးကမလို့အောင်ဟုတ်တယ်လက်ကြီးကဘာပြုတော့ကရသူများတာသမီကောင်းတာတော့ဟုတ်ဘာမလားမတာဘာဆိုင်တော့မဆိုင်လဲရိုက်တယ်ကွာမဆိုင်ဘူးကွာရပြောနေတာအကောင်းပြောတယ်ကိုရှေ့မှာတနိုင်ငံတော့လိုက်လို့ထားတယ်ဘာမှမသိဘူးလောင်းလာလားပြောရဟမ်မင်းသမီးလေးကအပြိုလားအိုလားမင်းသိလားဟာအပြိုပါဟာအပြိုဟမ်ညီမလေးမိုက်ကပါတယ်ကျွတ်လို့မိုက်ပေးလိုက်မိုက်ရလားမလာတဲ့မိုက်ကိုဟာလိုလုံးနေဟဲ့လားဟယ်လိုရပြီပြောညီမလေးလာပြီလို့ဟဲ့ဟယ်လိုတကယ်ပြောတာပါမချစ်ဘူးလို့မချစ်ဘူးမိုးရနည်းနည်းမှကိုမချစ်တနိုင်ငံလုံးလိုက်လို့ထားတာဗဇက်ကပဲပြောလက်တီပါဒီမပါနဲ့မပါနဲ့မြင်သွားရင်မကောင်းငါဆိုင်မသိခါကြပါမင်းသမီးကအဝိုလားမသိအပြိုမမသိဟုတ်တယ်မင်းသမီးကအပြိုကွာအပြိုပါဘာအပြိုပါကလေးမမင်းတို့အဲ့ဒါပြောတာလူရှင်တော်ဖြစ်ပြီမင်းတို့ကင်မနေဘာလို့ပြောင်းရွန်းတဲ့စီယောက်ျားရပြီးသားကြီးဟာရွန်းတဲ့စီကြီးရက်စလာကြီးလားငါညိကိုလိုင်းမော်ကနေငါညိကိုမစင်ကြားနေရီးသားတကားတွေပြောတော့ငါအပြိုပါဆိုအခုကြတာအော်လားဟလားညိကိုငါဘလော့တော့မှာညိကိုငါဘလော့တော့မှာဘလော့တာရိုးရိုးဘလော့လို့ရတယ်ဘလော့တွေဘလော့နေမင်းဖြစ်တာအကြောင်းမို့ငါဆိုင်နာမည်ပြတ်မှာနော်အိုးကြီးယောက်ျားရှိပြီသားနေအောင်ကိုညီညီဘာတော့ကျမယောက်ျားရှင်ကျမယောက်ျားရှင်သက်သိပြနိုင်လို့ဘယ်မှာတော့သိတာပေါ့ဘယ်မှာတော့ကကျမယောက်ျားရှင်သက်သိပြနိုင်လို့လားကောင်းမလေးကကိုလိန်နာမကြဘူးကိုငွေလိန်လေးပေါ့ရှိရင်ရှိတယ်ပေါ့ညလည်းရှိတယ်မလားရှိတယ်တန်းပြောလိုက်မရှိတော့မရှိပြရှိသက်သိပြလို့ပြောလိုက်သက်သိပြလို့ပြောလိုက်ရှိရင်သက်သိပြတဲ့မင်းကမယုံယုံဘာလို့ယုံအောင်ကမင်းတကယ်မယုံယုံပါဘူးသက်သိပြမင်းကစိုင်းတော့ကိုပါတယ်အိုက်ကောင်ကြတာတကယ်မင်းမယုံဘူးမယုံဘူးအခုမင်းသူ့ကကော်ဖီတောက်လို့ဟုတ်ပါအခုရှာကြက်လို့တင်ရတယ်အေးနေရကြောင်းဟောအေးရလားကွာငါဒီဘက်မှာတော့ကော်ဖီရတယ်ဒီပွဲပြန်ရင်ရွန်းတန်နဲ့ဘန်တစ်ခုထောင်လိုက်မယ်ဘာဘန်တော့လင်ဘောစာဘန်ဆိုဟုတ်ကံဘောစာဘန်တော့ပါဒီလောက်နေညားနေလင်ဘောစာဘန်မဲ့ထောင်းမှာပေါ့အဲ့ဒါလေးထားကွာမင်းကိုတကယ်မချစ်တာလားမချစ်ဘူးလို့ရိုးကြီးပြောလို့မချစ်တာရိုးကြီးပြောလို့မချစ်ဘူးโอเคဒါဆိုမင်းကကင်းမီကောင်ထောင်ပြောလိုက်အလကားပြောရပါမလားယွန်းရှင်မင်းတကယ်ကိုမချစ်ဘူးပေါ့မချစ်ဘူးအဲ့တော့ဒါလို့မင်းကိုပြန်ချစ်သွားအောင်ကြပြားတွေစာတွေဖွဲ့နေပြီးတော့မင်းကိုရေးသားကပြောမယ်အဲ့တော့ဒုက္ခကအခုခေတ်ကဒါအင်တာတက်တဲ့ခေတ်ဆိုတော့အင်တာနက်ခေတ်အင်တာတက်ရင်းနဲ့ညီတို့အင်တာနက်သုံးနေတာမဟုတ်ဘူးလားဖုန်းနေလေပို့နေတာမဟုတ်ဘူးလားအော်အေးရဟုတ်တာအဲ့တော့လူတိုင်းဖုန်းကင်နေဆိုတော့ဖုန်းလေးတွေနဲ့တင်စားပြီးမင်းကိုရေးသားကပြောမယ်ပြောအဲ့တော့ဒါမဲ့တခုတော့ပြောချင်တယ်ဘာတော့ရေးသားကပြောမယ်ဆိုမျက်လုံးဖုတ်ပြီးတော့ပြောဒီမျက်လုံးမဲ့လားထိခိုက်နေအောင်လေဘာလို့တော့အရင်လာနေလို့ပြောကဲဟိုဖုန်းလေးနဲ့တင်ပြီးရေးသားကပြောမယ်ဆိုတော့ပထမဦးဆုံးစမှာကဝီပိုလိုမရီပြိုကဟုတ်တယ်ဟာဝီပိုလိုမရီပြိုကဟာဝဲလိုအထာပေးနေမှာတော့တရားကောင်မင်းကိုမီစုလို့ပလီကျုပ်ပြီးတခွဲမှမပြောတော့ပါဘူးကိုမင်းကိုမီစစ်လို့အတီချစ်ပြရစေကလေးရဲ့စားတယ်ကွာအပြူတထောင်းစားမဆိုင်မဲနဲ့လည်းရိုက်နေတာဒီကိုဘာကြိုက်တာတော့ရှင်းတော့ကလေးမှာမျောသွားတာအဲ့ဒါတော့မင်းကလေးစားတော်ပြီတကယ်ဟိုးယူဟဲ့ဘာတစ်ခေါက်ပြန်လို့စတစ်ခေါက်ဟမ်ဗါလေမီဆိုးလို့ကိုမင်းကိုပလီကျုပ်ပြီးတခွဲမှမပြောတော့ပါဘူးကိုမင်းကိုမီစစ်လို့အတီချစ်ပြရစေကလေးရဲ့အလေ
ရောမင်းပြောတော့ငါမပြောတော့ဘူးရော တော့တကယ်စားတယ်ဗျာ ဘာတွေတော့ ချီးတယ် ဘာတွေကျွေးနေတာတော့တကယ်ပြောတာပါကိုမင်းကိုမေးစစ်လို့အတီချစ်ပြရစီကလေးမေးစစ်လို့အတီချစ်ပြီးရင်တော့လေမင်းရဲ့အချစ်နဲ့ပတ်သက်ပြီးတော့ဟာရီယာကောင်လေတက်ကနိုလိုအမှန်ဆိုရရင် မဲတက်ကနိုလေ တက်ကနိုလိုအမှန်ဆိုရ မ ရင် ဆိုရင် စံမစောင်းလို့ကိုကန်ကောင်းချင်ပါတယ်ကလေး မိုက်တယ်ကွာမလိမ္မာဘူးတခိုး ရည်သားခိုင်းတော့တန်းတော့မပြောအောင်တခိုးတယ်ကြုံတကယ်ပြောတာပါကိုစံမစောင်းလို့ကန်ကောင်းပြရစီကလေး ချစ်ဘူး ဗျာမင်းကော်ဖီတော့ပြီ ထောင်စားကြီးဘာလို့ဝင်းပါနေတော့မသိဘူးတကယ်ပြောတာပါမင်းရဲ့အချင်းနဲ့ပတ်သက်ပြီးတော့လေစံမစောင်းလို့ကန်ကောင်းပြီးရင်လေကိုမင်းကို Oppo F9 လို့ မဲ Oppo F9 လို့ ဘယ်တိုင်းလို့ အချိန်ရမယ်ဆိုရင်လေ9မိနစ်လောက်တော့3ရက်ချင်းပါလေ ဘာလို့ဘာလို့ အာ ကြောသေးရဲ့အားကော အာပေါ့ ပြီးရော ချစ်ဘူးလား ချစ်ဘူး ချစ်သေးဘူးပေါ့ ချစ်သေးဘူး မချစ်သေးဘူးဆိုရင်နောက်ထပ်တင်လာပြီးပြောရမှာโอเค မြင်ပြောကြားနေမြင်ပြော ယွန်း ရှင်း မင်းကိုလေကိုကငါပြင်မလို့အရင်ဘဝတည်းကချစ်ခဲ့တာပါ အော်မအရင်ဘွားတော့လည်းမျက်လုံးပေါ်မပေါဘူးမလား မပြောတော့ဘူးဒီမျက်လုံးကြည့်လာပြောနေတာပဲတကယ်ပြောတာကိုမင်းကိုငါပြင်မလို့အရင်ဘဝတည်းကချစ်ခဲ့တာပါငါဖြစ်ဆက်လက်လို့ကိုမင်းကိုဟာဒီလို့တကယ်အတင်းဖတ်လိုက်တော့မင်းမဲ့တို့ကိုငါစင်ဆက်လို့အမြင်ကလိုက်တာလွန်ရောဆို အဲ့တော့ အခုမှငါခွေးရှာလို့အပြေးလာခဲ့ရတယ်ကို့ဘဝကိုငါခုံးမှလို့တော့အမုန်းမပြလိုက်ပါနဲ့ခလေးရဲ့ဟာဒီယာကောင်ကိုလေလက်ကလေးပြားပြီးတော့အတုံးချရင်3လလောက်တော့သုံးလို့ရပါသေးတယ် ကျန်မင်းကောအကြီးဒီကိုပြောလာတော့ တကယ်မသားကြီးတကားဥချာနာ မင်းဟုတ်လို့တယ်မင်းသမီးတစ်ခါမိတ်ဆက်ပါတယ်ဆိုကိုပြဝိုင်းနေတာမိတ်ဆက်ပြီးနေလေမင်းရှင်းနေတာအဲ့လို ငါကြည့်လိုက်ကပြောတာလေငါကြိုက်လို့ငါပြောတယ်ဘာလို့မင်းကခြံနဲ့နေဘာဖြစ်နေတာတော့ မင်းတော့မင်းသမီးလေးနဲ့မတွေ့လိုက်နဲ့တွေ့လိုက်တာနဲ့မင်းတော့ဖလားရက်လားနဲ့ ဟုတ်တယ်ဖတ်တာကငါရက်တာချစ်ကိုတကယ်မချစ်ဘူးပေါ့ တကယ်မချစ်ဘူး ရပါတယ်ခလေးရပါတယ်ဟုတ်နောက်ကနေအလွမ်းလေးပြုတ်လိုက်ပါအောင်အလွမ်းလေးရပါတယ်ခလေးရဲ့ရပါတယ်ခလေးရဲ့ရပါတယ်အမလေးအလွမ်းပါဆိုမှငါဖေမှုတော်ကြီးခါနေရတာ ဟောတရားလောက်ကြာ ဝင်းပါနေသေးတယ်အလွမ်းလေလွမ်းပါလေရပါတယ်ခလေးရဲ့ရပါတယ်ငါဘာမှမပြောရသေးဘူးငါပြောအောင်တော့စောက်ပါဦးဘလူးတန်းကို ဟောတော့နားနေတော့ နေပါဦးခဏနေ ရှင်းနေခံစားချက်တွေ ငါပြောပေးရသေးဘူး ပြော ရပါတယ်ခလေးရဲ့ရပါတယ်မင်းမချစ်တဲ့လောကမှာကိုဘဝအတိတ်ပဲမဲ့ဥပိ္ပခါတွေတိတ်များခဲ့ရပါတယ်ခလေးရဲ့ ကြားမှု နောက်ဆုံးတော့လीဟာရီယာကောင်ကြီးရဲ့ဘဝအုံမုံချစ်နေတာအမြဲတမ်းမြတ်တာတွေမတွေ့ဘဲနဲ့ချစ်တရားတွေဝေကွဲပြီးဟာရီယာကောင်ဘဝလူလုံးမလားအပူလုံးကြွားပြီးတော့ဒီမှာကလေးဘဝတန်တရာရှေလျာထွေပြား ကြားမှု မနေမနာတသွားတယ်သွားရတာဗော မင်းကတချင်းစုံမှလားကောင်းမလေးကိုရည်စားစကားပြောမှလား နှစ်ခုလုံးဆက်လိုက်တာလေမပြုတ်ကွာ မြင်ပြော ငါလွားနေတာဘာလို့ဝင်းဝင်ဖြတ်နေတော့က လွတ် တထောင်းစားဖြတ်တာကိုတစ်မျိုးရှိဘလို့ဖြတ်မှလည်းမသိဘူးရှင်လျာထွေပြမနေမနာတသွားတယ်သွားရမှာအဲ့လိုလားမှလေ ငါပြောပါတယ်မင်းနဲ့ငါနဲ့ကတစ်သက်လုံးကြိုက်မှာမဟုတ်ဘူးလို့ ကိုပြောင်းဝိုင်း ရ မင်္ဂလာပါကိုကြီးမင်္ဂလာပါဒီဘက်ကကိုချစ်ကိုရင် ရုပ်ကကိုနိုင်လူရုပ်မျက်လုံးကြည့်မင်းရဲ့ဆက်ညနာကိုသိချာကြည့်စားမာကမာကနှုတ်ခမ်းကကိုဦးဟမ်နောက်ဘသူကြံသေးတော့အဲနိုင်နိုင်လူကနစ်ဖေလားကဲ အငိမ့်ကုန်လဲပြီးတော့ခေါင်းတွေလည်းလွတ်ရနေမှာပဲကိုချစ်ကိုရင် မလေးဘယ်လိုခေါ်လိုက်တယ် ကိုချစ်ကိုရင် မလေးတက်ဘယ်လောက် 20နှစ် ဟဲ့ 20နှစ် ငါလူတက်လား တကယ်20နှစ် ဟုတ်20နှစ်လား အဟုတ်
မတ်တက်20နေကြီး အဲ့ဒါမင်းကဘိုက်ထဲရအောင်ထွက်သေးဘူးပေါ့မင်းအဲ့ဒါဆိုညီမလေး20နှစ်လား 2000လေးမွေးတာအတွက်ကြီး20နှစ် အဲ့မလေးကိုလက်လေးခဏပေးစမ်းပါ ဘာမှလည်းမဆိုင်ရော ဟဲဘလူကြီးတုံးတလူကြီးอ่ะ ဘာလက်စုပ်ကလေးကြားတာလှလားလို့ပြော လက်စွပ်လေးကလှတယ် အာ တို့ကလည်းဒီလိုချိန်မဲ့ခံရတဲ့ဂျန်တဲ့ချိန်ခံရင်ပါရိုက်ခံရမှာလေညီမလေးလက်လေးခဏပေး မလုပ်ပါနဲ့မလုပ်ပါနဲ့ဟိုးဆောင်မလုပ်ပါနဲ့မလုပ်ပါနဲ့ တနာကြလေဖင်းအောင်ဖင်းမြန်းငယ်လေးနဲ့ ဖေးအောင်မျက်နှာငယ်ရှိသလားဟဲ့ ကြိုက်တယ်ဝင်းနာနဲ့3သိန်း ဘာဖြစ်တယ် ဝင်းနာနဲ့3သိန်း မင်းကအဲ့လိုပြောငါသချင်းလေးနောက်ဆိုလိုက်မယ် ဘယ်လိုတော့ မောင်တတောင်းပြီးလဲမိုးလေးမရပါမောင်မောင်တသိမ့်ပြီးပြီးကြိုက်တလောက်လုံးပါမောင် မတာမအဲ့ဒါရဈေးကြီးလွန်းသွားပြီဈေးကြီးလွန်းသွား မ ပြီ င်းတာနေစမ်းကောင်မလေးခေါ်နေတယ်ကဲတော့ကောင်မလေးမမေးလိုက်မလေးကိုလက်လေးခဏပေးစမ်း โอเคโอเค ခဏလေးလက်အရင်မပေးနဲ့ဒီမှာကြာမင်းတို့နှစ်ယောက်လေခေါင်းချင်းလေးခဏစိုင်းကြည့်စမ်းပါ ဘာဖြစ်လဲ ခေါင်းချင်းလေးခဏစိုင်းကြည့်စမ်းပါ မင်းရလဲ မဆိုင်နဲ့ကွာကိုင်းက ဆိုင်မယ်ခေါင်းချင်းလေးခဏဆိုင်ကြည့်ခေါင်းချင်းလေးဆိုင်အောင်အဆဆာ ခေါင်းချင်းလေးနည်းနည်းထိလိုက်အောင် ခေါင်းချင်းဒီလို ဇက်က စကားရဲ့နာမည် အဲ့ဇက်ကပြတ်ထိလေဘာလို့ခွာနေတော့ အဲ့ဇက်က ဟုတ်ပြီ ခွေးကြည့်ဟေးငါဟေးအောင်နဲ့ဟေးအောင်နဲ့ ခေါင်းကြားလောက်တော့လုံးပါ ဟေးစမ်းပါမိုက်ပေးနေစမ်းပါကဲကောင်မလေးက ရှင် မလေးကိုလက်လေးပေး ဟဲ့မြင်းမြန်းက မဟိုဘက်ကကောင်လိုမျိုးစာရီပေးလုံးမနေဘူးကိုကဒီဘက်ကလူရှင်တော်ဆိုတော့တချင်းလေးနဲ့ပဲထူလိုက်မယ် ဘယ်လိုသချင်းလေးနဲ့လောက်ပါမင်း ငွေနောင်ရန်သေးဝိလေးနေမှာချစ်ရင်ပြေးရမယ်ကိုကခေါ်ရင်ချစ်သူရဲ့လိုက်မလာကွယ်အချစ်နဲ့အတူတွဲလို့နင်းလဲဖင်ပြောင်းငါလဲဖင်ပြောင်း တဲ့လိုက်တူရှင်ရှင်နဲ့တူရှင်ဘယ်လိုနေလဲဖင်ကြောင်ငါလဲဖင်ကြောင်တော့ ဘယ်လိုလဲစာသား ငါလည်းမသိဘူးရှောက်ပြောလိုက်တာ မမြင်လဲရဘူး တီလေးတူရှင်တီလေးတူရှင် ရှင်နဲ့တူရှင်ပြန်တော့ပြောလိုက်တာပဲစကားတွေကလုံးဝမပြီးတော့ ကဲတော့ညီမလေး ရှင် မင်္ဂလာပါဗျာ အချုပ်ရင်မင်္ဂလာပါ ဟုတ်ကဲ့ အဲ့တပတ်ကလေးကိုနည်းနည်းလေးနောက်ကိုပြန်ပေးလိုက်တော့ ဟမ် အခုမှတပတ်ကနဲ့လိုက်နေတာဟာလေပုတ်ပါ ဟေးမေဝနာဟေးဘလူပုပ္ပါ ကိုရှိရင်မင်္ဂလာပါရှင်ကျန်တော့ရှင်ပိတ်ကြမြအားလုံးလည်းမင်္ဂလာပါလို့ခုဆက်တာပါတယ်အဲ့တော့ဂျပန်ရှင်ရတစ်ခါမှမပြောဘူးပါရှင်မရောက်ဘူးတော့ဂျပန်ရန်တန်ကြိုးစားပြီးကမယ်ရှင်အဲ့တော့ဂျပန်ရန်တန်ရောက်တဲ့နေ့မှာဆိုင်ဂျပန်ရှင်ရတရားလုံးပဲရှိရဲ့စကားမျိုးကြားရတဲ့လူတွေမှမရှိတဲ့စကားမျိုးကြားရတဲ့လူတွေမှစိတ်ကတော့ရှိနေတော့ဝရမစီရတော့ ဒါပြန်စတာဝင်းနာစစ်တယ်လေ အိမ်ရှိရလက်တွေလားဒီနှက်ဖြာလက်ရလားဒူများရရလားနဲ့မကွာရှေ့လန်တဲ့ငါရှိခွင့်ဟုတ်ရေတစ်ခွက်လာမရတဲ့ခွက်မလာတဲ့ခွက်မလာတဲ့ကိုချစ်လို့စီးနေတယ်မရပါဘူးရေတစ်ခွက်လာမရတဲ့ခွက်မလာတဲ့ခွက်မလာတဲ့ကိုချစ်လို့စီးနေတယ်မရပါဘူးဘယ်လိုလူကြီးလဲဘယ်လိုလူကြီးလဲဟုတ်တယ်လို့ဒီလိုပြောမှာဟဲဒုက္ခနဲ့မနဲ့တိုင်ကြတဲ့ချီရချစ်သူရဲ့လက်ခေါင်းရဲ့ငြိမ်းချမ်းအပိရှာရဲ့ဒုက္ခနဲ့မနဲ့တိုင်ကြတဲ့ချီရချစ်သူရဲ့လက်ခေါင်းရဲ့ငြိမ်းချမ်းအပိရှာရဲ့ ဟေး ဘယ်လိုလူကြီးလဲဘယ်လိုလူကြီးလဲမသိတဲ့နဲ့ပြနေပြန်တယ်မင်းသမီးစာကပြီ ဟုတ်တယ်လေသူ့စုချနေတော့ငါကပြီးအော်အိုးတရားတခါ ရတယ်နော်အဲ့နောက်ဈေးထဲလာရင်ငါလည်းနစ်ဆန်မမြင်ကြောင်ဆောင်းနေမှာ အဲ့ဒါဘယ်ရင်ဒါကသမီးရဲ့ရရကစင်မျိုးတွေပါလားဟိုကအင်ကြီးချင်းဟိုကသမီးရဲ့
ဝင်လိုက်ထွက်လိုက်သွားလိုက်လာလိုက်အေးပါအဲ့တော့ကျေးဇူးတင်ပါတယ်စူချိုင်နေ့မှာစာရုပ်ဘက်ကတောင်းချောဘက်ကရချီဘက်ကဝင်ပါစီချီအဲ့တော့အငိမ့်ကလေးပြန်ကောက်ပါမယ်ရှင်ညနေဝိုင်းလေးမချင်ရတဲ့တော့ရင်စရဲအချက်တိုက်ထားတဲ့လာလေးရောက်လာပါပြီဟုတ်အေးငါရတော့လာလို့သူချင်တော်လေးလို့ဟေးဟေးရပါလိုက်တော့ ရောင်းတာ ဒါမှငါရောက်ဖကွာ ဟုတ်ပါငါမိမကတာလဲကောင်းချက်မင်းပါတတ်နိုင်မှာအက ကလေးမွေးတာတယောက်စနွန်းစားတာတယောက် ဟိုလက်ဦးမှုဆိုတာရယူရတယ် လက်ဥမှုကယူရလား လက်ဦးမှု ဟုတ်လားလက်ဥမှုလားကဲညီမလေးနေသွားပြီနေအဲ့ရည်တွေတော့ပြတာသွားပြီ ဘာလို့တော့ ဘာလို့လဲရှင်းနေတော့လေ ငါဒီဘက်ကိုလာတာအကြောင်းမဲ့လာတာမဟုတ်ဘူး ဘာလို့လဲ ငါအကျအောင်ပြီကွာရွန်းတန်စင်ငါမန်းထားတဲ့ရည်တွေတောက်လိုက်ပြီ လို့ကြပါဦးဘာလဲ ရှစ်ဘလို့လူလဲ ထောင်းသားလက်ရွန်းတန်စင်ငါမန်းမှုတ်ထားတဲ့ရည်တွေရွန်းတန်စင်တောက်လိုက်ပြီ အေး အောင်ပြီငါအကျအောင်ပြီ ဘာလို့ဘာဖြစ်မှာလဲ ငါအဲ့ဒီရေကိုမန်းမှုတ်ထားတာအဲ့ရေကိုတောက်ပြီး9မိနစ်ကြာလို့ရတော့ကွာ ကျမဘာဖြစ်မှာတော့ကျမဘာဖြစ်မှာတော့ အဲ့ရေကိုတောက်ပြီး9မိနစ်ကြာလို့ရတော့ ဘာဖြစ်မှာတော့ ရွန်းတန်စင်သေးသွားပေါက်တော့မှာဟာ ငါမြန်ဘာဖြစ်မှာတော့ကိုချက်ကို ဗျာ ကျမမကြည့်နဲ့ဘူး တူတော့ မကြည့်နဲ့ဘူး ဟောကိုယောက်ျားကိုမကြည်မနဲ့ဖြစ်တယ်ဘာဖြစ်တော့တခါလေဖြစ်တတ်ပါတယ် နောက်မှမကျင်တတ်စရာမရှိတာနောက်မှမကျင်နာလားမောနေတယ်ထုတ်ကလေးလေးအရန်စူးစား ပြောရ ဟွန်း ရငါမှတော့တီးချီချီတယ်ငါချွေးငါနားလေတော့ပြီ မင်းဘဲသေးသေးလေးကလေးဟိုရေနည်းနည်းတောက်အောင်လေရေလေးနည်းနည်းတောက်လာနော်ဟိုလုံးရတာပင်မနေမှာပေါ့ ငါလည်းနည်းနည်းမောလို့တော့ ဟာ ငါလည်းရေလေး မောလို့လားယော ဟိုဘူးနဲ့တောင်းရှင်တာ ဘူးနဲ့မရဘူးမင်းတော့အုပ်ဖုံးမရမယ်တောက်ဘူးလားတောက်မလားတစ်ခွင့်မပြောမတောက်ဘူးလား နောက်တော့ မတောက်ရင်နေပေါ့နော်ဟာလာပြီတော့အရန်ကိုကလေးရဲ့ကလေးရဲ့ ငါလည်းခတ်ပြီ မင်းတော့ ဟိုကနဲ့လာမှာဟိုကနဲ့ခတ်မှာ မင်းတော့အလုံးမရမယ်မင်းတော့မိုက်လုံးမလာမယ်ပြကလေးပြော ကိုချက်ကိုမကြည့်နဲ့ဘူးကျမကျမဒီဆိုင်ထဲမှာမကြည့်နဲ့တယောက်ရှိ ငါဒီထဲမှာငုတ်တုတ်ထောင်းနေတာလေ ရှင်ဆိုင်စရာညီညီအောင်ကမင်းသမီးရှိမှကနေတာနောက်ကနေပြောချင်တာတွေပြောနေတယ် ဘာဖြစ်လို့တော့ ရှင်ဆိုင်စရာညီညီအောင်က ဘာဖြစ်လို့ နော်မင်းသမီးရင်းနာနေရှိရနေတာတဲ့ဘာတွေကသွားတာသူကြိုင်မဲ့ကနေတာတဲ့ငါတီးတော့ तू ကမကရဘူးလို့ तू ကပြောနေတာနောက်ကနေဒီတက်ပြောမှာလားဒီတက်ပြောမှာလား အဲ့ကောင်ဟိုခြံထဲကကောင် ဆိုင်ဝိုင်းလို့ပါ ဆိုင်ဝင်ထဲကကောင်
မင်းသမီးကိုသူကြိုက်တာတွေပဲကနေတယ်မင်းတီးတာမင်းမကတ်တတ်ဘူးလို့မင်းပြောတယ်ဆို ဟုတ်တယ် မင်းသမီးကိုသူကြိုက်တာတွေပဲထိုးကနေတယ်မင်းတီးတာကြတော့မင်းသမီးမကတ်တတ်ဘူးလို့မင်းပြောနေတယ်ဆို ဟုတ်တယ် ဘလို့ဟုတ်တယ်လေမပြီးဘူးဟုတ်တယ်ရွန်းသားနဲ့ ဘာလို့ ဟုတ်တယ်တဲ့ ဘာလို့အဲ့လိုပြောတာလဲလို့မေးရ မဟုတ်တော့နင်တို့နှစ်ယောက်ကဟိုတအိုက်လည်းမကွာပါဘူးနော်မိုက်နဲ့ပြောတာငါရိုက်တဲ့စကားပြန်မင်းနေရတာဘလို့ ဘာလို့အဲ့လိုပြောရတာလဲလို့မေးလိုက် ဖေးချင်ပြရတယ်ပြောတယ် တစ်ချင်လေးပြက်တယ်ပြက်လိုက်တယ် ကြားတယ် အော်ကြားတယ်လားကြားတာဆိုတော့နားကြားတာလားဖင်ရကြားတာလား ကြားချင်တဲ့နေရာကြားတာ ဟောမသိဘူးနောက်ကညီညီရောနင့်ဖင်မဲကြီးနေလို့ဖင်ရမြန်ကြားသလားလို့ကြားတယ်တဲ့ဟိုက ဘာလို့ပြောရတာတုံးလို့ပြောလိုက် ဖေးချင်ပြရတယ် ဘာလို့ဖြစ်နေလဲပြော ဖေးချင်ပြရတယ် ဘတ်ချက်ချက်ပြော ငါကိုကုန်းမတည်းထွက်ကုန်ပါပြီ ဆိုင်းကြရ ဟုတ်ပါတယ်မင်းတို့မင်းသမီးကလို့ပါ မင်းဘလို့ပါမင်းသမီးဘာဖြစ်တယ် လို့ပါ ဟောမသိပါဘူးနိုးပါလို့ပြောတာငါနားတဲ့ကြားတာတစ်မျိုး ဘယ်လိုကြတော့ ငါနားတဲ့ကြားတာငါမပြောမထွက်ပါဘူး နိုးပါစေနိုးပါစေ ဟုတ်ပါဘူးမင်းတို့မင်းသမီးက ကောင်းလေးအန်ရင်လဲအဲ့ဒါ3လအနည်းဆုံး3လအန်ရင်အနည်းဆုံး3လအဲ့ဒါ မင်းတို့မင်းသမီးကအဲ့ကလောက်ကတော့ယူပါတယ်သူလည်းဒီကလောက်ပဲကတတ်တာပါ ဆိုင်းစရာလဲဘလောက်တက်လို့လဲလို့မေးလိုက်စမ်းပါ ဟေးညီမလေးဇွန်းဖန်ခင် ရွက်တယ်လေ အေးရွန်းတန်စင်းရွန်းတန်စင်း အော်လို့လေကပတ်ပြင်မရက်ကောင်း ကဘာပြင်မြန်တော့ကဘာပြင်မြန်ရောက်ရင်မင်းနဲ့တူတူနှစ်ယောက်တည်း အဖေရလေ မင်း ဒီ မ လည်း လို့ ဟဲ့ငါသွားကျင်တာအနောက်ခက်နေရခေါင်းရင်ငကြီးပို့တာပဲကဲ မင်းမလို့သူ့ကြိုက်တယ်ငါသူ့အတန်ကြပြီးရင်းကိုခုံမှုအတန်ရက်ကိုကိုရရေးနဲ့ဘာတန်ကြီးမှလည်းမသိဘူး ပြောရင်ပြောလိုက်မင်းတို့မင်းသမီးပြောလိုက်ကျောင်းပေါ်ရွန်းတန်စီဆိုပြီးနာမည်ကြီးလေလကားပါလို့ရ အဲ့ဒါကြတော့ စော်ကားလိုက်လားဟဲ့မင်းဆိုင်နဲ့ငါတစ်သက်လုံးမလိုက်တော့ဘူးတော့ငါကလေးကိုလာပြီးမပြောနဲ့ဘောပေါက်လား ကိုကို ကလေးမပြော ကိုကိုမင်းကိုပြောနာကိုကို ပြောမယ်ကိုပြော ကို မယ် ပြောကိုကို မ ပြော သိမင်းရွန်းတန်စီအဖေကြီးကြနေ မတနဲ့ကိုပါဆုံးမပဲဖေးကြီးတဲ့ ညလုံးဖွင့်ပြော ဒါမျက်လုံးဖွင့်ထားတာပဲကွာဟဲ့ ဟေး မင်းပညာဘယ်လောက်ရှိ ဟမ် မင်းပညာဘယ်လောက်တတ်တယ် ပညာငါဆိုင်တီးနေရပညာမို့ အေးအဲ့ဆိုင်ပညာကိုမင်းဘယ်လောက်တတ်တုံးက ဟမ် ဘယ်လောက်တတ်တုံး တက်တယ်လေ သိကြတာနော် အေး ကလေး ချင်းကိုကို အိုကလေးတက်တယ်တဲ့ အဲ့လိုပြောတာပေါ့ ဟောပေါ့ သူတီးအောင်ကျွန်မရအောင်ကမလို့ပြောတာ โอเคမင်းကိုမျက်နှာချင်းနိုင်ပြီးစကားမပြောချင်ဘူး မင်းမျက်နှာကြီးကြည့်တယ်ကိုမုတ်စီပြောကြီးကြည့်တယ်လေ အောင်စဖူပါဆိုမှမင်းတီးတယ်မြဟို အောင်စဘူးကြရင်သူ့ကိုသူဓာတ်နဲ့ထိုးတာမှာဟိုက မင်းတီးတယ်ဟော အပြစ်တာတော့ဘိုင်းအောင်လို့ အဲ့ဒါအောင်အနူ ဘိုင်းအောင်လို့တယ် မင်းတီးတယ်မြဟိုငါခလေးလေးကကနိုင်နေတယ် သူ့လုံးနဲ့သူပြကဟမ် မင်းတီးတယ်မြဟိုငါခလေးကကနိုင်နေတယ် ပြော သိကြလားသိကြတယ် မင်းမိန်းသမီးတကယ်ကနေလား ဟမ်ကလေးကနိုင်တယ် ကနိုင်တာကိုကို ကနိုင်နေတဲ့ သိကြတယ်နော် သိကြတယ် ငါကကြိုက်တာဒီမှာငါတီးတဲ့တီးလုံးပေါ်မှာကနိုင်တာသိကြတာ ခလေး ချင်း तू ကကြိုက်တာတီးမှနဲ့ဟုတ်ပါမလားယင် အေးစီပဲ သိကြလား အဲ့တော့ခဏကိုကိုပေးပြလိုက် ခဏလေးခဏလေး စကားပြောလိုက် နံပြားကိုခွေးချောင်းနေတယ်ဘာလို့နေအမေအတန်လေးသဘောကျလို့တယ်သူ့အတန်သဘောကျတာမင်းတယောက်ရှိ ဟဲ့ တယ် အဲ့တော့ဆိုင်းစရာနဲ့စကားပြောလိုက်စကားပြောလိုက်ဒီမှာကိုညင်ကြီးအောင် ဘူး ဘူးလေပြားလည်းမဘူးလေ ပြော နော် ပြောပါ ဆိုင်းစရာမပြောချင်ဘူး ပြောစမ်း အငိမ့်စင်မော်တက်လာသူ့ကိုသူလှမယ်ထင်တော့အောက်ကိုကြပြားကြရိုက်စိတ်မနှက်ခမ်းနေတွေသွားဆိုနေ ဟုတ်ပါ သူ့ကိုသူလှနိုင်မှန်းချင်းနေလားမသိ အိုးငါလာခြေပြားကိုမမီ ရှင်နဲ့ကျမနဲ့အလောင်းစားလုပ်နေအလောင်းစားလုပ်နေ အဲ ညီရောင်နဲ့အလောင်းစားလုပ်လိုက် ဘလို့အလုံးစားလုံး အလောင်းစားလုပ်မယ်နင်အခုကိုနဲ့မပြောနော်ကိုစောနော်ကိုစော ငါဘွားမစား အလောင်းစားလုပ်မယ်အလောင်းအစားလုပ်မယ်နော် အဲ အလောင်းအစားလုပ် ရပါတယ်အလောင်းစားပဲလို့လို့အတုပါစားပဲလို့လို့ရတယ် ဘာလို့ငါတို့ပဲပြန်ထိုးရအောင်တော့ အဲ့ဒါအလောင်းစားလုပ်မယ်တကယ်လို့ရှင်တီးတာကိုကျမကမကနိုင်လို့ကျမရှုံးခဲ့ရင်ရှင်ကျမကိုယူလိုက်ကြားတယ်နော် ကြားတယ် ကြားတယ်နော်အဲ့တော့
တကယ်လို့ရှင်တီးတာကိုကျမကကနေလို့ကျမကရှင်ကိုနိုင်ခဲ့ရင်ကျမရှင်ကိုယူမယ် မဟုတ်ခလေးကိုကြပကြယူအောင်မောင်ကိုကြ ရရတတ်တာတရားမျှတတာဆုံးဖြတ်တာလေ 6ကောင်ညီတော့ခွင်းပါဦးတော့ တရားမျှတတာဆုံးဖြတ်တာမမျှတလို့ ကိုကြပကြယူအောင်မောင်အဲ့လိုကြီးကြ ဘာဖြစ်လဲကောင်းမလေးပါ ရှင်နဲ့ကျမနဲ့လောင်းစားလုပ်မယ် လောင်းစားမယ်လို့ ရှင်တီးတာကိုကျမကမကနေလို့ကျမရှုံးနေရှင်ကျမကိုယူလိုက် ရပါတယ်ယူစု ညတာတယ်နော်ညတာတယ်တကယ်လို့ရှင်တီးတာကိုကျမကနေလို့ကျမကနိုင်ခဲ့ရင်ကျမရှင်ကိုယူမယ် โอ้ခလေးရဲ့ခလေးမယူပါနဲ့ကိုယူလိုက်ပါမယ် ယူလိုက် ယူလိုက်မယ်နော်ကောမင်းကိုအဆူဒီကောင်ကိုဘလူပြစ်နေတော့မသိ ချော ဘူး နေတာ မင်းကအခုမင်းသမီးယောက်ျားလုံးမလားငါမိန်းမလုံးမလား ဟာမဟုတ်ဘူး ဟမ် မဟုတ်ဘူးတော့ကျမယောက်ျားမဟုတ်ဘူးတော့ကျမထမိုင်ကောင်း မသားမအခုနကကြာကို ကဲကောင်းမလေး ရှင် တကယ်ကနိုင်တာသိရတယ် ဒီ နော် ကနိုင်နေ ကနိုင်မှာကနိုင်နေပြော မလေးဘယ်ဘက်ကဆန်းဆန်းညာဘက်ကဆန်းဆန်း ပညာတွေလား ထိုင်းမွေးတယ် ပြကြမှာပြဘူးနဲ့ပါပြီးနှုတ်လား မင်းတို့ရွန်းတန်စေကဘလောက်တော်တော်စမ်းကြည့် မလေးဆန်းညာကြီးဘလောက်ပြီးနိုင်တော့စမ်းကြည့်မှာ ဒါပဲလားတို့နိုင်တော့မယ်ဆိုတော့โอเคเฮ้ยဒီချီမဒီချီသူတို့သိယုံနေကြပါလားမင်းတို့မကနိုင်ပါဘူး ဟဲ့ကောင်ဟိုကအိမ်ရှင်ကဘာမှမပြောဘူးအိမ်ဆောင်ခွေးရတဟောင်းဟောင်းနဲ့ ကျကို ပြားချာ
ကောင်းမလေးအစည်းစုတော်လာမသိ ဒီမလေးဇွန်းဖန်ခင်ဟုတ်ပါဘူးယွန်းတန်စေ